အဲ့တော့မင်းတို့အများနဲ့မှတ်ထားမှာအလုပ်ထဲမှာကိုယ့်ရဲ့အလုပ်ပဲဖြစ်ဖြစ်သူများအလုပ်ပဲဖြစ်ဖြစ်ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ကိုပြောရမယ့်ဘောင်ထက်မကျော်သေးနဲ့ကိုရပိုင်ခွင့်ရှိတဲ့အရာပဲကိုယူအဲ့ဒီကြော်ပြီးမယူနဲ့အဲ့ဒီကြော်ပြီးယူလာပြီဆိုမင်းဒါတက်စောက်ချက်မကောင်းတာပဲအဲ့ဒီအကျင့်ကဘာဖြစ်လဲဆိုအဲ့လိုလူမျိုးတွေအခုအများကြီးတွေ့ဘူးတယ်အလုပ်လုပ်တဲ့အချိန်မှာလူတွေအများကြီးနဲ့ဆက်ဆံလာရတယ်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်အဲ့လိုလူမျိုးတွေဆိုကိုနောက်တစ်ခါဘာဖြစ်လဲဆိုရှောင်းတယ်ဟာဒီကောင်အသက်မရှိဘူးဒီကောင်ပေါင်ကြော်နေတာဒီကောင်လူဘာဝါအဲ့ဒီအကျင့်ရှိပြီဆိုရင်အဲ့လိုလူမျိုးအကိုသိမပတ်သက်တော့ဘူးနောက်တစ်ခုကတန်တိုင်းတဲ့မြ business လုပ်ဖို့အဲ့လိုလူမျိုးတွေနဲ့မဆက်ချက်တော့ဘာဖြစ်လို့လဲအဲ့ဒါသူတို့ရဲ့အကျင့်အဲ့ဒီအကျင့်တိုင်းပဲလူတွေကလုပ်တာမနေ့ကပြောသလိုပဲလူတွေမှာအကျင့်ရှိတယ်အပြုတ်မှုရှိတယ်အဲ့ဒီတိုင်းလုပ်တာလူတွေကအဲ့တော့ဒီမှာရှိတဲ့သူတွေအကုန်လုံးကိုလေအဲ့ဒီ ethic ဆိုတာလေးကိုသိထားစေချင်တာမင်းတို့ရပိုင်ခွင့်မဟုတ်ဘူးလို့ထင်တဲ့အရာတစ်ခုကိုလူတယောက်ကပေးခဲ့တော့မယူနဲ့အဲ့ဒါ ethic တမင်းတူလူစားတယ်တအားနင်းကလာမစားနဲ့ဘေးလူလည်းစားခြင်းသေးတယ်အဲ့ဒါ ethic စကားပြောတယ်ကိုယ့်ရဲ့ပြောပိုင်ခွင့်အတွင်းမှာပြောဘောင်မကျော်နဲ့အဲ့ဒါ ethic အဲ့ဒါ basis အဲ့လိုမျိုးဖြစ်လာပြီဆိုအဲ့လိုလူမျိုးတွေနဲ့အခုတော့ဝေးရှောင်ပြီဆိုရင်ခုလောလောဆယ် तू အခုအင်္ဂါတာကိုပဲပြောမယ်အင်္ဂါတာပြောဟိုဘက်ကလည်းလိုချင်တယ်ဒီဘက်ကလည်းလိုချင်တယ် ethic ကမရှိဘူးနောက်တစ်ချိန်မှာ तू နဲ့ကိုယ်နဲ့ဆက်ဆက်เสียရှိလို့အကြောင်းတစ်ခုရှိလို့စီဝါရေးလုပ်တော့မယ်ဆိုအဲ့လူကို sorry မင်းလောလောဆယ် ethic မရှိလို့ငါစီရပတ်စံတော့မင်းရချင်ရလိမ့်မယ်ဒါပေမဲ့ငါနဲ့ပတ်သက်တဲ့နောက်ပိုင်းမှာလုပ်အောင်မဲ့ business နဲ့ပတ်သက်တဲ့အကြောင်းအရာပါညာ sorry မင်းဘာမရတော့အဲ့ဒါ ethic လို့ခေါ်တယ်တချို့လေအခုတပည့်တွေမှာလည်းရှိတယ်အခုတို့စီမှာလည်းရှိတယ်အခုတို့ပတ်ဝန်းကျင်မှာအများကြီးကြုံဘူးတယ်တချို့တပည့်ဆိုဘယ်လောက်ရှိတယ်အခုစီမှာဆိုင်ဖွင့်တယ်အခုစီမှာနေတယ်အခုစီမှာတင်တန်းတက်တယ်အခုစီမှာအလုပ်လုပ်တယ်အဲ့တော့အခုစီမှာဆိုင်ထဲမှာခဏဝင်တယ်အခုစီမှာတကယ်အားကိုအားထားပြုရတဲ့လူတွေရှိတယ်တင်တန်းလာတက်ပြီးတော့ဆိုင်ထဲမှာအတူတူပဲရောနော်ပေါင်တင်နေတဲ့ဘဝပေးကျွေး close ဖြစ်လာပြီဆိုလို့ရှိရင်အဲ့လူခေါ်ထုတ်ပြီးတော့အပြင်မှာဆိုင်နဲ့ဆိုင်ဖွင့်တာအဲ့ဒါ ethic လောလောဆယ်မင်းငါစီရလူခေါ်ထုတ်သွားပြီမင်းတော့မင်းဆိုင်ဖွင့်တော့မင်းနည်းနည်းအဆင်ပြေချင်းပြေးလိုက်မယ်လောလောဆယ်အဆင်ပြေလိုက်မယ်ဒါပေမဲ့မင်းရှေ့ဆက်သွားလို့မရဘာဖြစ်လို့လဲမင်းမှာစောက်ကျက်မကောင်းတဲ့ဉာဏ်ရှိနေတာလေအဲ့ဒါကိုသိတဲ့လူတိုင်းကမင်းကိုဘရော့မှမပတ်သက်ဘူးမင်းနဲ့ပတ်သက်နေပြီဆိုတဲ့အဲ့ကောင်လည်းမင်းလိုပဲစောက်ကျက်မကောင်းတော့မှာမဟုတ်အဲ့ဒါ ethic တကယ်တော့ကောင်းကောင်းမွန်မွန်လုပ်မယ်ဆိုလို့ရှိရင်သူ့အတွက်ဖြစ်နိုင်တဲ့အရာတွေ grow ဖြစ်မဲ့အရာတွေ connection တွေအများကြီးဖြစ်နိုင်တယ်လောလောဆယ်အဆင်ပြေဖို့ကိုမလုပ်တင်တာတွေကြော်လို့တော့ ethic မရှိတာလို့ခေါ်တယ်